ဒူရင်းသီးအလုံးလိုက်စိတ်ကြိုက်ရွေးမှာဖြစ်ပါတယ်ဟယ်လိုလုံးဝဒီနေ့တောက်ကလာပါတယ်မှာ quality ရောဈေးရောသူများရတဲ့ရှင်လို့ရှင်လုံးဝစိတ်တိုင်းကြလို့လုံးကိုယ်တိုင်ကြော်ညာပေးခြင်းနဲ့ရွှေတိုးငွေတိုးဒူရင်းသီးဆိုင်မှာဒူရင်းသီးအကြိုက်ရွှေဖို့ရောက်နေပါတယ်လုံးနဲ့တူလိုက်ခဲ့နော်ရွှေတုံးငွေတုံးမှာကလက်ကားအတိကထားတာမို့လို့ဆိုင်မှာကိုယ်တိုင်ရောက်မှပဲလက်လီရွှေလို့ရတာလေးတော့ရှိပါတယ်ဒါပေမဲ့အမျက်မြင်အကြိုက်ရွှေအကြိုက်ခွဲလို့မှစိတ်တိုင်းမကြသေးလို့ရှိရင်အလုံးလိုက်ပါလဲပြီးတော့လာရွေရတာကတန်တယ်လို့ခံစားရတယ်လုံးရှိနေတဲ့တောက်ချောင်းလက်လီသမားအိမ်စားသမားတွေလည်းတူဝီတူလာရွေဝဲသွားတာတယောက်မှစိတ်တိုင်းမကြတဲ့သူမတွေ့ခဲ့ပါဘူးပေါက်ဖောက်ရတာတော့အဲ့လောက်ကြီးဆွဆွလက်လက်မရှိဘူးဒါပေမဲ့ဒူးရင်သိခဲရတာတော့အရင်ကြိုက်တယ်အမကသူကြိုက်လို့ကိုရောင်းတာဆိုတော့တော်တော်လေးစိတ်ရှည်လက်ရှိပြီးဝဲသူကိုကြည့်ပေးရှာပါတယ်ပြောတာမတီးလို့ရှိရင်လေဂဒီပါခေါင်းလေးလိုပဲလို့ပြီးတော့လုံးဝတော့အငင်းနဲ့တရေရိုချင်စရာလေးဒီမှာကြည့်အောင်အမွာဘလောက်ကြီးလဲဆိုတာကြည့်လုံးရဲ့လက်ထက်တောင်ကလုံးလက်နဲ့ရှင်ကြီးကွာဒီလားလုံးရဲ့လောဝတုတ်ထတောင်ဝိုင်းကြီးသေးရဲ့ရှယ်နော်လုံးအသေးဆုံးရဲ့အမွာအသေးဆုံးလေးကဒီလောက်ရှိရဲ့ဖဲပြမယ်အစီဘလောက်သေးသေးလေးလဲဆိုတာပေါ်ကလေတင်းလေးလို့ထင်ရမယ်အထဲကလုံးဝအိဆန်နေရောလေဖဲလိုက်တာနဲ့အိုးအစီဆိုရင်ဒီလောက်လေးပဲရှိတာအသားဖေးတာဒါကြီးအထူးကြီးပဲလုံးဝ quality ကောင်းပါတယ်ပြီးလို့ရှိရင်ဈေးတန်တော့စိတ်ကြိုက်စားလို့ရတယ်အဲ့ဒီအချက်ကိုသဘောကျဆုံးမှာပေါ့နော်ဒီမှာပါဒါဆိုရင်လုံးကြီးပြပါမယ်လုံးရင်စားလိုက်လေကြားလားမမဒီကတစ်ဖက်ယူလိုက်မယ်မမဒူးရင်သီးဆိုင်ဘယ်လိုဖွင့်ပြတာအမအရန်ကြိုက်တော့မဒူးရင်ကြီးကိုလေတော်တော်ကြိုက်တဲ့ထဲမှာပါတယ်အဲ့လိုတစ်ခါစားရင်မလို့အဲ့လိုတစ်လုံးနှလုံးနဲ့မဝတော့ချင်းလိုက်မှစားတယ်ချင်းလိုက်မှစားရင်ဘာဖြစ်လဲဆိုတော့ကိုစားတာကိုကြည့်ပြီးတော့စားရှင်တဲ့လူတွေကလည်းနည်းနည်းခွဲအောင်နဲ့အဲ့လိုခွဲပေးလိုက်တာကိုကအဲ့နဲ့အမျိုးသားကအဲ့လောက်ရောင်းချင်လည်းမင်းရောင်းလို့ရအောင်စီစဉ်မဲ့ဆိုတော့အသေးအမချပြီးတော့လုပ်ပေးလိုက်တာကောင်းလိုက်တာနော်ဒါကြတဲ့မလေးဘယ်လိုပြောမလဲထောက်ပတ်တုံးအီလေးကိုကိုင်းလိုက်တယ်လို့ပဲကွာအပြင်သားတင်းလေးရနေပြီးတော့သွားအဲ့ဒီဟာကိုဖောက်ဝင်သွားတယ်အထက်ကအတာရှာပေါ်မှာလေသူခါသူလေးအရေးပြောချင်တာရွှေတုံးငွေတို့ပထမဆုံးလာတော့တကူကဲမှလည်းမရှိသေးတော့စမ်းဝဝနဲ့လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အနံ့ရဒူးရင်သီးနဲ့ဝဲလေးတင်းလေးအဲ့နဲ့ဒီအနံ့ကဘယ်ရလာတာလဲဆိုရယ်အနံ့နောက်ကိုတောက်လျှောက်လိုက်လာရင်ရနေပြီးတော့ရွှေတုံးငွေတို့ရောက်လာတယ်အဲ့လိုမျိုးရန်ကောင်းတယ်နော်ရှယ်ပါဒီဟာဆိုလို့ရှိရင်လုံးကအတီးအချိန်ကို 2.97 ရှိတဲ့အလုံးကိုတကယ်ကြီး3000နှုန်းနဲ့ခွဲတာမို့လို့8800ကျော်ကျတာပါဒါပေမဲ့လုံးတို့အသားကဒီလောက်ရတယ်ပေါ့နော်ချိန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်1.29 လုံးစားထားတာရောဆိုလို့ရှိရင်ရှိမှာပေါ့1.35 လောက်ပေါ့အပြင်မှာအသားသီးသန့်ခွဲဖို့ဆိုလို့ရှိရင်1.35 လောက်ဆိုလို့ရှိရင်ပဲလုံးတို့ရှိမှာပေါ့3သိန်းခွဲ3သိန်း9000လောက်ဒါပေမဲ့ဒီမှာဆိုလုံးဝ8800နဲ့ဒါတွေအကုန်လုံးကိုရတာဖြစ်ပါတယ်ဒူးရင်သီးဆိုင်အကြောင်းရိုင်းနေရင်လည်းရှေ့ကနေရွှေရင်အေးတဲ့ဖြတ်သွားလို့ခမ်းပြီးတော့ဝယ်ထားတဲ့ထဲမှာရွှေရင်အေးလေးတဲ့ဒူးရင်သီးလေးထည့်ပြီးတော့စားမှဖြစ်ပါတယ်။နှွေရာတီကိုမကြိုက်ဘူးပူလို့ဒါပေမဲ့နှွေရာတီမှာစားရတဲ့ရွှေရင်အေးနဲ့ဒူးရင်သီးကိုတော့အိုးရှယ်ကြိုက်။အုံနို့လေးရဲ့ဒူးရင်သီးလေးရဲ့ဆိုင်ကတောင်ဥက္ကလာ10ရက်ကွယ်ပလိကလန်နဲ့ဇေယလန်နောက်မှာရှိပြီးတော့သစ္စာလန်ကနေဝင်ချလာလို့ရှိရင်3မိနစ်လောက်ပဲဝေးလို့လမ်းကျော်တင်လို့လုံးကတော့အနားရောက်တိုင်းဝင်ဖြစ်နေပါတယ်အသေးရောက်တာနဲ့လက်ကားပေးတာတွေရောလက်လီတွေဝယ်ကြရရောမို့လို့ဖြစ်စီအောင်နေတာမျိုးမရှိပဲအကုန်မြန်တော့အရန်လဲလက်ပါတယ်တခါတလေမှာတော့ပစ္စည်းကုန်နေတတာမျိုးရှိလို့မသွားခင်မှာဖုန်းလေးကြိုဆက်ထားရင်တော့ပိုအဆင်ပြေပါတယ်လုံးတို့ပုံမှန်ဆိုရင်ခွဲဘူးမှစိတ်ချလက်ချဝယ်ရဲကြပါမယ်ရွှေတိုးငွေတိုးမှာတော့ခွဲဘူးမဟုတ်ပဲနဲ့အလုံးလိုက်ဆိုရင်တော့မှစိတ်ချရတာလုံးကအာမခံနိုင်ပါတယ်ဒူးရင်လက်လီအလုံးလိုက်ဈေးကတော့1ကီလိုကို3000ချလဲနဲ့ရောင်းပေးနေပြီးလက်ကားဈေးကတော့ဆိုင်ရဲ့ page မှာ update အမြဲတမ်းတင်ပေးနေပါတယ်
အသားကြီးခွဲဘူးမျက်မြင်ဆိုလို့ရှိရင်လည်း1ကီလိုကို3သိန်းချလဲနဲ့ရောင်းပေးတတ်ပါတယ်။ promotion တွေလည်းချပေးတယ်လို့ဒူးရင် fan တွေဆိုလို့ရှိရင်ရွှေတိုးငွေတိုး page ကိုတတိယတိုင်းသာဝင်ကြည့်ပါနော်။ Valentine's အပါဒီ9ရက်လုံးမှာလုံးရက်ဒီ video လေးကိုပြလိုက်တာနဲ့900ခိုင်နှုန်း shop ပေးမှာမို့လို့များဝယ်လေးများတန်လေးဖြစ်တာကြောင့်ဒူးရင် fan အချင်းချင်းတည်င်းကောင်းလေးလက်ဆင့်ကမ်းပြီးတော့ share ပေးကြပါဦးနော်။